သွားနေကြပါလားဟိုငါဆိုင်ငယ်ပဲမင်းတို့တော်တော်ပျော်ကြဟဲ့လားဟမ်ဘယ်နဲ့ဟာတွေလဲမင်းတို့ဒိုးနဲ့ဒိုးလိုက်ကြတော့တနေ့ကွာပြဿနာတွေရှင်းလိုက်ရတာဈေးဦးလည်းမပေါက်ဒိုးလိုက်တော့ရအောင်မင်းတို့တွေဒိုးလိုက်တော့ ဘသူ့ကိုလဲ မင်းလည်းဒိုး ကိုလာတင် ဒိုးဟဲ့တင်လား ရှင်ဘသူ့ဒိုးခိုင်းတာ အဲ့ကောင်ဒိုးခိုင်းနေအဲ့ကောင်ဒိုးခိုင်းနေတာ ဟော ဘယ်နဲ့ကွာတနေ့ရှင်းလိုက်တဲ့ပြဿနာပေါင်းတောက်6တောက်ဒင်းကြောင်ကြီးဖြစ်နေတာငါဆိုင်ငယ်ကြမှာကြည်စမ်းအပမီရတာနဲ့အပတ်မီရတာပိတ်တာတွေရောတဆေတွေရောတပတ်တွေရောမှင်စာတွေရောရှုံနေတာပဲပြမင်းတို့ဒိုးလိုက်တော့သွားဒိုးငါဆိုင်ငယ်မှာမနေနဲ့ဒိုး ဩအဲ့လိုကြီးပြောလို့တော့သူတို့ကဘလို့ထွက်မှာလဲကျမတို့ကပြဿနာကိုဖြေရှင်းရမယ်လေ ဘယ်လိုဖြစ်ရှင်းရမှာ ဩပြဿနာတစ်ခုဆိုတာအရင်ဆုံးအဖြေရှာရမယ်ပြီးမှဖြေရှင်းရမှာပေါ့ ဩအဖြေရှာပြီးဖြေရှင်းတယ်မှာတော့ငါဆိုင်ငယ်တွေဆွဲမစားတော့ဘူး